အားလုံးပဲမင်္ဂလာပါသားသမီးတွေကမိဘရဲ့အမွေဆက်ခံခွင့်ကိုဘယ်လိုအချိန်မှာဆုံးရှုံးတယ်ဆိုတဲ့အကြောင်းကိုဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီတော့မြမဓလေ့ထုံးတဲ့ဥပဒေမှာဆိုရင်မိဘရဲ့အမွေကနေပြီးတော့သားသမီးတွေကိုအမွေခံဖြစ်ကနေပြီးတော့မဖယ်ထုတ်နိုင်ပါဘူးဒါပေမဲ့လည်းဒီသားသမီးကပေါ့နော်သူတစ်ပါးထံကိုတခြားသူထံကိုမွေးစားဖို့အတွက်ပေးအပ်ခြင်းခံရမယ်ဆိုရင်နောက်တစ်ချက်ကကြတော့မိဘတွေကွာရှင်းပြက်ဆဲပြီးတဲ့နောက်မှာဒီသားသမီးလုပ်တဲ့သူကမိဘနဲ့ဒီမိဘတဦးတည်းနဲ့ပေါ့နော်မိဘတဦးတည်းနဲ့ပဲနေထိုင်ပြီးတော့ကြံတဲ့မိဘကိုသားသမီးတွေရဲ့ဝကြီးဝငယ်တွေကိုဆက်လက်ပြီးတော့မပြုစုဘူးဆိုရင်ချက်ကကြတော့မိဘကိုရန်သူတပွဲပြုမှုဆက်ဆံမယ်ဒီလိုမျိုးအကြောင်းချင်းရာတွေကြောင့်ပဲမိဘရဲ့အမွေဆက်ခံခွင့်ကိုဆုံးရှုံးနိုင်တယ်ဆိုတဲ့အကြောင်းကိုဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်